အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ Mercury retrograde ကာလမှာကိုယ့်အတွက် noise တွေကဘယ်ဟာတွေဖြစ်မလဲပေါ့နော်ပြီးတော့ဖုံးကွယ်ထားတဲ့အရာကိုမသိတဲ့အရာတွေတတိထားရမယ့်အရာသင်ခန်းစာတွေပါရှိနိုင်လေပြီးရင်ဒီကာလပြီးသွားရင်ဘာရလက်တွေရနိုင်လဲဆိုတာကိုတူတူကြည့်မယ်ကတ်တော့အများကြီးမဆွဲတော့ပေါ့နော်ကတ်3ကတ်လောက်ပဲဆွဲပြီးတော့ပေါ်တာလေးတူတူကြည့်မယ်ပိုင်းလေးကနှစ်ခုရေးထားတယ်ဒါလေးကပိုင်း1ကြောင်ဖြူကလေးကပိုင်း1မှာကြောင်လေးကလေးကပိုင်း2ပါလို့နဲ့တဲ့ရကြောင်ကလေးတွေကိုယူလို့ရပါတယ်ပိုင်း1လေးတွေအတွက်ပိုင်း1လေးတွေကလေဒီကာလမှာအနားယူဖို့လိုတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလေးနံစေတဲ့အရာတွေရှိရဆိုရင်အနားယူဖို့လိုတယ်ပြီးတော့ဒီ communication နဲ့ပတ်သက်ပြီးတော့ဥပမာဒီ communication နဲ့ပတ်သက်ပြီးတော့စကားပြောဆိုစိတ်ပင်ပန်းရတာတွေရှိရင်ကောင်းကောင်းလေးအနားယူဖို့လိုတယ်အဖို့ထစ်တွေမထင်မှတ်ထားပဲနဲ့ပေါ့နော်ရုတ်တရက်ကြီးကိုနဲ့ဆက်ဆံရေးကောင်းနေတဲ့လူတွေစီကနေမမျှော်လင့်တဲ့စကားတွေကြားရတာဒါမျိုးတွေနဲ့တတိထားဖို့လိုတယ်ဒါမှမဟုတ်ရင်လည်းတချို့တွေကကြတော့ဒီတယောက်တည်းရှိနေတော့များလဲပေါ့နော်ဒီ social media ကပွဲတွေကိုလိုက်ပြီးတော့ကိုယ်တိုင်ပေါ့နော်လူကတော့အိမ်မှာပဲဆိုဖာပေါ်မှာပဲဒါပေမဲ့စိတ်ကအဲ့ထဲမှာဒီဖုန်းထဲမှာသွားပြီးတော့engage လုပ်နေပေါ့နော် engage လုပ်နေဆိုရင်ကိုပါဝင်တဲ့လူမျိုးဝင်ရောက်ခံစားပြီးတော့ကိုစိတ်ပင်ပန်းလူပင်ပန်းစိတ်ပင်ပန်းနေရပေါ့နော်လူကတော့အိမ်မှာပဲဒါပေမဲ့စိတ်ကသွားပြီးတော့ဒီရှိသမျှပွဲတွေကိုဝင်ရောက်ပြီးတော့ပင်ပန်းနေရတာဒီဟာတွေရှိရဆိုရင်နည်းနည်းလေးရှော့ဖို့လိုတယ် screen time တွေလည်းရှော့ဖို့လိုတယ်ဒါလေးကဖိုင်ဝမ်တမတွေဒီကာလမှာတတိထားရမှာပေါ့နော်ပြီးတော့ဒီခါအာယုံကြောနဲ့ဆိုင်တဲ့အရာတွေခြေထောက်ဒီဟာကိုဒီခြားလေးတမကြီးနဲ့ပတ်သက်ပြီးတော့လည်းဒီကိုစကြောတတာတွေပြီးခါနာတာတွေဒီခြေထောက်ပေါ့နော်ခြေထောက်ဒီပိုင်းလေးတွေကိုဂရုစိုက်စေခြင်းနဲ့ပိုင်း1လေးပေါ့နော်နောက်တစ်ခုကကြတော့ဒီကာလမှာအသိမှလေးကိုပြီးခဲ့ retrograde season မှာပဲဖြစ်ကြုံခဲ့ရတဲ့ဒီစာရွက်စာတမ်းကိစ္စဒါမှမဟုတ်ရင်ကိုနဲ့ဒီစက်တွေရေးပိုင်းဆိုင်ရာမှာကြုံခဲ့ရတဲ့lesson တစ်ခုခုရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါမှမဟုတ်လူအပြင်ဖြစ်စေရုံးပိုင်းဆိုင်ရာအပြင်ဖြစ်စေအဖွဲ့အစည်းအပြင်ဖြစ်စေကိုနဲ့အဖို့ထစ်ဖြစ်ခဲ့တာတော့ညာ၎င်းဒါမှမဟုတ်ရင်ကိုကသူတို့နဲ့တွေ့ရမှာအစင်စိတ်ထဲမှာတက်တာမရှိဘူးပေါ့နော်ဒီလိုမျိုးဟာတွေရှိရဆိုရင်နည်းနည်းလေးပြန်ပြီးတော့စဉ်းစားပြီးတော့ဒီတစ်ခေါက်အကယ်၍များကြုံရဆောင်ရမယ်ဆိုရင်ဒီလိုမျိုးဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းမလဲဘယ်လိုမျိုးဒီအခက်အခဲကိုကြော်လွှားမလဲဆိုတဲ့ဟာကိုအရင်တော့ကြုံခဲ့ရတဲ့အတွေ့အကြုံပေါ်မှာမှုတည်ပြီးတော့သင်ခန်းစာယူပြီးတော့အဖြေရှာထားဖို့လိုမယ်ပေါ့နော်ဒီကာလမှာအဲ့ဒါလေးတွေမြင်မယ်အဓိကကတော့ဒီ communication ဘိုင်းကို 5-1 လေးတွေတော်တော်လေးကိုဂရုစိုက်စေခြင်းနဲ့နောက်တစ်ခုကကြတော့ဒီအာယုံကြောဆိုင်ရာပေါ့နော်အာယုံကြောနဲ့ပတ်သက်တာလေးတွေလည်းဂရုစိုက်ဖို့အတွက်ကိုတော့တတိပေးခြင်းနဲ့ဒီကာလပြီးသွားရင်တော့ပို့ပြီးတော့စိတ်လက်ပေါ်ပါမယ်ဆိုတဲ့ energy မြင်ပါတယ်နော်အဲ့တော့အရင်ကြီးလဲစိုးရင်စရာတော့မရှိဘူး sprint time ရှောင်းမယ်ပြီးတော့စိတ်ကိုတက်